အဲ့လောက်ကြီးကြတော့မပြောတော့ဘူးနော်阿爸，马里阿爸，妈咪的阿爸。ဒါဘောကိုထွန်းနဲ့သမီးများပေါ့ဘေးနာကတော့ဒါကိုထွန်းရဲ့အဆောင်အယောင်လေးကိုထွန်းကြိုက်တဲ့သူဘာညာပေါ့ကြိုက်တဲ့သူခေါ်တီးဖို့တဲ့ပန်းလေးရှိပွင့်တော့ဇာလေးပွင့်ပေးကြပါဦးဖွင့်ပေးပါဦးတရားတပွင့်ဇာလေးတပွင့်နန်းတပွင့်မမရှင်းတပွင့်ရှင်းရဲ့ဇာတောင်ရှင်းရဲ့ဇာမာလီအပွားကိုကြီးကြီးရဲ့အပွားချောင်းရအပွားတပွင့်32နဲ့သုံးပြလိုက်တပွင့်လေပန်းလေးတပွင့်လို့ပေးတယ်တပွင့် ကျေးဇူးပါ တဲလေးကျေးဇူးပါနေပဲ32နဲ့သုံးပြလိုက်3200လားအေးဆေးလို့အဲ့ဒီချိန်မှာချင်းတဲ့တကောင်တော့ဂုံကြီးထွက်လာရင်မိုက်မှာပဲနော်ဘုဘကလိုက်မမီတော့ဘူးအဲ့ဒါဆိုရင်တော့အပွားချောင်းရလေး နောက်လေးမရှိတန်ညွှန်လိုက်မယ်နော် ချောင်းရလေး အားချောင်းမရှိတန်ကြားရလို့ ဒီမနာချင်း 35သားတဲ့တို့ရေ35သားနိုင်မနိုင်တော့ စင်ရငါစင်ရ2စားဇာလေး ဘာမှမထွက်လာမချစ်ဟိုနန်းအဆင်မရှိလိုက်တာ3ယောက်ပေါ့အဆင်မရှိစတယ်ရှုံးပေးထားတယ်ပြောပြီးသွားရင်ဘာဖြစ်လို့စိတ်မရှိတာပြောအနိုင်ဘူးလို့ပြောပြီးသွားရင်ဘာလို့လေတိုက် ရှိရည်စိတ်မရှိရည်လားမပြောနဲ့89နံပါတ်ဟုတ်ပါဟေးဇာလေးရကိုထုံးပြောရလေပြောချင်းစရာပဲကြည့်ပါဦးကြည့်ဟဲ့အတူတွေလားအစ်စ်တွေလားမသိပါဘူးခိုင်ကကြည့်တော့ဝါထိန်နေရောပဲအတူဖြစ်ဖို့ရတယ်အနိုင်ရေရှိရကုန်ထုတ်မှရဇာလေးထုတ်ကြလိုက်ပါဦးဟုတ်တယ်အဲ့လိုပဲကိုထုံးကအဲ့လိုပဲဟေးကိုထုံးကအဲ့လိုပဲဟုတ်တယ်မချူကိုထွန်းကတထွန်းပဲရှိတယ်ကိုထွန်းကတထွန်းပဲရှိတယ်မရှင်းတန်းအတန်းတော့ထွက်နိုင်တော့မမတက်လာအဘ3ယောက်တယောက်မဟုတ်9ယောက်ဆော့လဲမလီလာချီထိုးအောင်အားကြောင့်ညင်ပြီးနေတာမနဲ့တို့လည်းထုတ်ပြီးထုတ်ကုန်ပေးဟဲ့89မန်းတက်ကဆက်တယ်ဇာလေးသစင်းများနဲ့မနိုင်တော့ဘူးတော့မနိုင်ပါဘူးဒါပေမဲ့နောက်ပွဲဆော့အောင်မယ်နောက်ပွဲနိုင်အောင်ကျုံးမယ်ဟဲ့ကိုဟဲ့လူကိုတင်ဖေခင်ဗျဘာလာချောင်းတော့ငိုးမကိုတင်ဖေသူရဲ့အဆုံးထွက်လောက်ပဲရှိတယ်ဇာလေးရေမရှင်းတိုင်းကြည့်သူရဲ့အဆုံးထွက်လောက်ပဲရှိတယ်တို့3ယောက်ပေါင်းမှာ3ယောက်ပေါင်းလို့စူးထွက်ပဲရှိတယ်ချက်မရှိချက်လားမနဲ့ချက်လားအဆက်ရှိရင်ကိုထုံးနဲ့လုံးဝမစော့ဘူးအချက်မရှိလို့ဆော့လာလို့ပြောပေးလိုက်ငါနဲ့တွဲတဲ့သူတွေအတိုင်းဖြစ်နေရမယ်ကိုထုံးလည်းမချက်ဘူးငါတို့အားလုံးကစောက်ချက်မရှိဘူးကွာဟုတ်တယ်ရှင်းမယ်ငါတို့ကတော့အားလုံးကိုစောက်ချက်မရှိဘူးမရှင်းကိုတို့ကပြီးပြိုင်ပွဲကြီးမပြိုင်ခိုင်းပါနဲ့မလီဒီပါတော့တော်တော်ဟွာပြင်ဟာလဲမချင်းကိုရေရိုးပဲခွဲပါလို့ပြီးခဲ့ပွဲကြီးပြန်ပြီးတော့ဆက်မခွဲပါနဲ့ဘက်ကမဟေးတဲ့ဘာလားဟာလာဘက်ကမဲလာဒီဘက်လာဘယ်ကောင်ကဘက်ကမပြောတယ်ကိုထုံးမလည်းပဲကြီးတွေရှိတယ်မောင်ချလို့စားတော့နှခမ်းမွေးနေမင်းဒီပန်းနေတာနဲ့မှလက်တိုးတယ်တဲ့ငါထုံးမတုံးလိုက်ရလို့လေ